ကွန်မန်တခုမှမန်ဒါတွေ့လို့သူ့ကြင်ငါးသီးကြောစားကြင်ကြလည်းမကောင်းဆိုလို့ဒီနေ့ကြောပြမယ်ကြောပြချင်တာတော့တင်းညံမတိုင်ခင်ကကြောပြချင်တာဒါပေမဲ့တင်းညံတွေကရွှေလင်းတို့ဆိုင်မှာစီအရန်ရောင်းရတယ်လေရောင်းရချက်ကတော့လက်ကိုမလဲအောင်ဖုန်းကင်မှုတော့အချိန်မရအောင်ကဲဒီနေ့တော့တင်းညံလည်းပြီးပြီဆိုတော့ဗီဒီယိုလေးပြန်တင်ပါမယ်ရှင်သူ့ကြင်ငါးသီးကြောကလည်း6တွေ့နေတာစားကြည့်စရာမကောင်းဆိုတဲ့လူလာခဲ့ရှင်းမယ်လားဗမာကြင်ငါးသီးကြောပြရမလားထိုင်ဝမ်ကြင်ငါးသီးကြောပြရမလားပြောရှုပ်ပါတယ်ကွာပိုးစားကောင်နှစ်ခုစလုံးရောပြလိုက်မယ်ဒါမျိုးဆိုအပြောမခံနိုင်ဘူးငါ6ပါထပ်ထည့်မယ်ကွာတပြားနှစ်ပြားလဲဆိုနဲနေမှာဆိုလို့4-5ပြားကိုထည့်ပြလိုက်မယ်ဓာပြားနဲ့လီးနေရလီးလို့မကောင်းလို့ဓမားနဲ့ပါပြောင်းခုတ်ပြလိုက်မယ်ရွှေလင်းရေငါနဲ့ကိုမချစ်ဘူးလို့ပြောရင်တော့လက်ခံမယ်အစားတောက်ကိုတော့မကောင်းဘူးလို့ဘာဖြစ်ညာဖြစ်လို့လာမပြောနဲ့တော့တီးမခံဒီမှာမှပင်မခံပြီးစေရနာဘလဘွားနဲ့ဟင်းချက်နေပါလေဆိုနေမှအမြင်တစ်ခုတည်းနဲ့စားကြင်စရာမကောင်းလို့ဆုံးဖြတ်လို့ရလို့လားအဲ့ဒီကွန်မန်ကိုတွေ့ချင်းညနေခင်းမှာကနေထားချက်ထားတာဒါဆိုရင်တင်းညံနေစီရောက်ပြီးတော့ဒီနေ့မှအားလို့အတန်သွင်းပြီးတော့တင်လိုက်တာပါရှင်ကဲငါ6လဲလီးပြီးသွားပြီကြိုင်းကားသီးအခွန်ခွာနေရလဲပြီးသွားပြီဆိုတော့စားနဲ့နယ်ပြီးတော့ရေးစည်းပါမယ်ရေမစည်းရင်စားလို့ရမယ်အတီတော့တုံးလေးအရင်လီးပါမယ်ရှင်အမှန်တမ်းပြောရရင်တင်းညံတွင်စီရောက်တာလူကတအားပင်မန်းနေရအတန်တွေပါပြောင်းနေရမလားပင်မန်းနေတဲ့ဗီဒီယိုကမတင်ရမနေနိုင်ဆိုတော့အလုတ်အားလာနဲ့တန်းပြီးတော့တင်ပါမယ်အငန်းလေးထွက်သွားအောင်ရင်နူးနဲ့စိန်ထားတဲ့ငါ6ကိုရေးစည်းထားလိုက်ပါဦးမယ်ကဲလင်းရင်ချိုရင်နဲ့ညနေအောင်ရောက်သွားလို့မောင်သွားပြီအရင်ဆုံးအိုးတင်မယ်စီထည့်မယ်စီပူလာပြီဆိုလို့ရှိရင်ကြက်သွန်နီထည့်ပါမယ်ကြက်သွန်နီကြောပြီးသားရရှိတယ်လို့လည်းထည့်လိုက်ပါမယ်အနက်မွေးပြီးတော့ရတာထိမိခြင်းတဲ့အတွက်ငပိလည်းထည့်ပါမယ်ရှင်ငါ6ကိုထည့်မှဆိုညီမဆိုးလို့ကြက်သွန်မြူတွေအများကြီးထောင်းထည့်လိုက်ပါမယ်ရှင်ငပိနဲ့ကြက်သွန်မြူထည့်ထားတော့ဒီအနီမှာကနေကတော်တော်မွေးနေပြီညနေခင်းအောင်ရောက်နေပြီဘသူစားဖို့ဟင်းချက်နေရလဲဆိုတော့မနေ့ကျရင်စွန်းလောင်းမှုချက်နေရပါရှင်ငါ6ကြည့်ပဲနှက်ပြီးရပါမယ်ကျန်းကားတွေကကျန်းမာရေးအတွက်ကောင်းတာမို့လို့ဆေးပြေဝါပြေကြော်ပြီးတော့စွန်းလောင်းပါမယ်ရှင်ရွှေလင်းအတွက်တော့ပဇွန်တုပ်ဟင်းစားရမှာဟင်းကောင်းမဟုတ်ပါဘူးရှင်ကျန်းမာရေးအတွက်လည်းကောင်းတယ်ကိုနဲ့လည်းတဲ့တယ်လူအတွက်လည်းကောင်းကျိုးဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီဟင်းကဟင်းကောင်းတစ်ခွက်ပါပဲရှင်ငါ6စီပြန်ပြီးဆိုကျန်းကားလေးထည့်ပါမယ်အရာရာတိုင်းကတော့တန်ဆေးလွန်ပြီးပေါ်ရှင်အများကြီးစားရင်တော့သွေးတိုးမှာပေါ့ပုံမှန်လေးပဲစားရင်တော့ကျန်းကားလေးကလူနဲ့တဲ့ပါရဲ့ရှင်အခါကလူနဲ့တဲ့ပါတယ်ဒါဆိုရှင်နောက်ထပ်15မိနစ်လောက်ရေခမ်းစီပြန်ကြော်ပြီးသွားပြီဆိုလို့ရှိရင်ရွှေလင်းရဲ့ကျန်းကားလေးနဲ့ငါ6ကြော်လေးရပါပြီရှင်တင်းညံလည်းပြီးသွားပြီဆိုတော့အလုတ်အားသွားပြီမို့လို့ဗီဒီယိုလေးပုံမှန်ပြန်တင်ပါတော့မယ်။ဘာဟင်းလေးချက်ပြရမလဲရှင်။